ဒါလေးကတော့တချေတို့ရဲ့ဒါရှက်ကော်လာချုံနေလေးပေါ့နော်အရင်ဆုံးဒါလေးတွေကလိုင်နာလေးတွေကိုတချေတို့ညှက်မယ်ညှက်ပြီးသွားတဲ့အခုမီးဘူးကတ်ထားတာပေါ့နော်ညှက်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီဟာလေးတွေကပြန်ဟပါတယ်ဟတဲ့အတွက်ကြောင့်မလို့တချေတို့ကပြန်ပြီးတော့မီးဘူးပြန်တိုက်ပါမယ်နော်မီးဘူးပြန်တိုက်သွားပြီလို့ရှိရင်တချေတို့အောက်ကနေ stick လေးကိုတစ်ခုကိုလေအနားလေးကိုခောက်ထားပါမယ်အဲ့ဒီခောက်ထားတဲ့အနားလေးကတချေတို့ကဒါပေါ့နော်အတွင်းဘက်လို့တချေတို့မှတ်ထားမယ်ပေါ့နော်အခုဒါကိုအတွင်းဘက်ပေါ့နော်အတွင်းဘက်မှတ်လိုက်ပြီးအတွင်းဘက်မှတ်ပြီးတဲ့အခါကျရှင်တချေတို့ကလှန်ချဖို့အတွက်ကိုအခုလိုဒီလိုမျိုးထပ်ကြည့်ရပါမယ်နော်အလှပြောင်းမြန်တချေတို့ရေးရပါမယ်အခုဆိုရင်ဒီနှစ်ခုကတူရမယ်ပေါ့နော်တူရမယ်ဆိုတော့ဒီနှစ်ခုချုပ်ရမယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမှတ်ပြီးသွားတဲ့အခါကျရင်တချေတို့ကအရင်ဆုံးအပေါ်ကော်လာလေးကိုတချေတို့အစီအဆုံးချုပ်မယ်အခုဒါလေးကတော့တချေတို့ကျိုးထုတ်နေပါတယ်နော်မရောက်ထိတ်မရောက်ခင်တပွိုင်းလိုမှာကျိုးလေးကိုသွေးမယ်ထုတ်မယ်ကျိုးလေးကိုဆွဲထုတ်ကြည့်မယ်ဆွဲထုတ်ကြည့်လို့ကျိုးလေးငြိမ်ပြီဆိုတော့မှတပေါက်ချုပ်မယ်ငြိမ်ပြီဆိုတော့မှတချေတို့ဆက်သွားပါမယ်နော်ထိတ်တစ်ဖက်ကိုကျိုးလေးထုတ်ပါမယ်ကျိုးထုတ်ဖို့ဆိုလို့ရှိရင်တချေတို့ကအချီနှစ်ပင်ဘူးလေးကိုယူပါမယ်တပင်ဆိုရင်ပြတ်တယ်လို့ပေါ့နော်အခုဆိုရင်ဒါကျိုးလေးကခိုင်နေပြီဆိုလို့ရှိရင်တချေတို့တော့တပေါက်ချုပ်လိုက်ပြီးဆွဲကြည့်တယ်โอเคတယ်ဆိုရင်တချေတို့ဆက်ပြီးတော့ချုပ်ပါတယ်နော်ချုပ်ပြီးသွားတဲ့ခါကျရင်တချေတို့ဒီတောက်ကလေးကိုတချေတို့ညှက်ပါတယ်အတွင်းသားလေးကတော့အခုဒီလိုမျိုး 0.5 ညှက်တယ်နော်ထိတ်ကလေးကိုညှက်မယ်ထိတ်ကလေးကိုချွန်အောင်လို့နည်းနည်းလေးသိမ့်ပြီးမှာပေါ့နော်သိမ့်ပြီးတော့ရင်တချေတို့ဆွဲထုတ်ပါမယ်โอเคအားလုံးအဆင်ပြေတယ်အဲ့ဒါလေးပြီးရင်တချေတို့ကမီးဘူးတိုက်ပါတယ်မီးဘူးတိုက်ပြီးသွားပြီမီးဘူးတိုက်ပြီးသွားတဲ့အတွက်ကြောင့်တချေတို့ကဘိတပြားလှလေးအလှချောင်းလေးကိုအလှဘက်ကနေပြီးတချေတို့ချုပ်ပါတယ်ပြောင်းမြန်ဘက်ကမချုပ်ဘူးเนาะအလှလေးဘက်ကိုချုပ်ပါတယ်ပြီးသွားရင်ဒီမှာနှလွှာကွဲနေတဲ့အတွက်ကြောင့်မို့တချေတို့ကအကျဲချောင်းလေးတစ်ချောင်းဆွဲပါမယ်ပြီးအမှုံလေးကိုညှက်မယ်ညှက်ပြီးသွားဆိုရှင်တချို့တို့မမှားအောင်လို့ကိုယ်ကမှတ်ထားတဲ့သင်္ကေတလေးတချို့တို့တွဲပါမယ်အရင်ဆုံးဒီနှစ်ခုကိုတွဲတဲ့အခါမှာအကျဲချောင်းလေးနဲ့တချို့တို့အရင်ဆုံးတွဲပါမယ်ဒီမြားလေးကအရေးကြီးပါတယ်မြားလေးတော့တချို့တို့ပေါ့နော်ဒီထိတ်ကကော်လန်နဲ့ join မဲ့ဆက်မဲ့မြားလေးဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့တချို့တို့ဒါလေးကိုအကျဲချောင်းဆွဲပါပြီအကျဲချောင်းလေးထိမ့်လိုက်တာပေါ့နော်โอเคထိမ့်လိုက်ပြီးတဲ့အခါကျတော့မှတချို့တို့ဒီကော်လာလေးကိုထပ်ပြီးတော့ချုပ်ပါမယ်ပင်လေးတွေကိုသူကထူတဲ့အတွက်ကြောင့်ဟိုးအောက်ထိမပေါက်ဘူးပေါ့နော်တချို့တို့အသားလေးပင်လေးတွေကိုရှက်ပြီးတော့ထိုးပါမယ်ထိုးပြီးတော့တချို့တို့ချုပ်ပါမယ်အဲ့တော့ဖြည်းဖြည်းလေးခေါင်းလေးကိုလှအောင်ပေါ့နော်ပြောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းလေးဝိုင်းအောင်လို့ပေါ့နော်တချို့တို့ဖြည်းဖြည်းလေးချုပ်လာမယ်ထူတဲ့အတွက်ကြောင့်အထူပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့တချီကနည်းနည်းအချီကိုကျဲလိုက်ပါတယ်အဖျားမှာတော့နည်းနည်းလေးအချီကိုပြန်ပြီးတော့စိတ်လိုက်ပါတယ်ဖြည်းဖြည်းချင်းတပေါက်ချင်းပေါ့နော်လှအောင်လို့တချီတို့ချုပ်ပါတယ်ပြီးရင်နည်းနည်းညှက်ပါမယ်တရားလေးကိုနော်ကျတို့နည်းနည်းလေးပြန်ညှက်မယ်ညှက်ပြီးသွားလို့ရှိရင်တချီတို့လှန်မယ်မိဘူးတိုက်ပါမယ်ညှက်ပြီးသွားပြီဆိုလို့ရှိရင်အခုလိုလှန်လိုက်ပါပြီလှန်ပြီးသွားပြီဟုတ်ဒါလေးကတော့မိဘူးတိုက်တော့ဟုတ်ဒါမိဘူးတိုက်ပြီးသွားပြီပေါ့နော်အဲ့တော့လှပတဲ့ရှက်ကော်လေးအခုအလုံးလဲချုပ်ပြီးသွားပြီဆိုတော့ဒီမှာလှပတဲ့တချေတို့ရဲ့လှပကြော့ရှင်းနေတဲ့ smash ကြတဲ့ရှက်ကော်လန်လေးရသွားပါပြီဒီအမွှေးလေးတွေကိုကတော့တချေတို့အားလုံးပြီးကော်လန်ချုပ်ပြီးသွားပြီကော်လန်လှပြီးသွားပြီဆိုတော့မှတချေတို့ဒီအမွှေးလေးကိုဖြုတ်ထုတ်ပါမယ်ကြိုပြီးတော့ဖြုတ်ထုတ်ထားပါဦးနော်